The Collection Channel ကနေပြီးပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့ကျွန်တော် horror ကားကောင်းလေးတခါရွေးရပါတယ်ဒီကားရဲ့နာမည်တော့ဒီအားသားပါ2001ခုနှစ်ကထွက်ခဲ့တယ်ပေါ့နော်အဲ့တော့ဒီကားကိုတော်တော်များများလဲတီးပြီးတဲ့လူတွေလည်းများပါလိမ့်မယ်သို့တော့မေ့သွားရင်ပဲဖြစ်ဖြစ်ပြန်ကြည့်ခြင်းလို့ပဲဖြစ်ဖြစ်ဒီကားလေးရဲ့တကယ်ကိုပြန်ကြည့်တဲ့ကားတွေမှာပါပါတယ်ကျွန်တော်လည်းဒီကားကို3ချိန်မြောက်လောက်ရှိပါပြီပြန်ကြည့်တာတကယ်ကိုဒီချိန်ထိကိုမတူညီတဲ့အနှစ်သာရတွေပေးနေတော့မှာပဲတကယ်ချင်းတို့ကတဲကစစ်စစ်ကိုရှာနေတယ်ဆိုတော့ဒီကားကြည့်ပေါ့နော်ဘာကြောင့်ဒီလိုပြောလဲဆိုတော့ကြည်ပြီးရဲ့လူတွေဆိုနေသိတော့သိမယ်ပေါ့နော်ဒီဇလန်မှာကျွန်တော် story line နဲ့ plot အရတော့တော်တော်လေးကိုသဘောကျတယ်တရုပ်ဆောင်နာတွေလည်းတော်တော်လေးကောင်းတယ်ကလေးတရုပ်ဆောင်တွေအစားတော်တော်ကောင်းတယ်တဲကားတကားအနေနဲ့ကိုအစုတွေလည်းအများကြီးရထားတဲ့ကားပေါ့နော် schedule တွေကတော့အများပြားမပါဘူးကြောက်စရာလည်းအရင်မကောင်းဇလန်ကတော့အဲ့တော့ကျွန်တော်တို့ဒီဇလန်တည်ထားတာက1945ခုနှစ်ဒုတိယကမ္ဘာစစ်အချလေးမှာပဲတည်ထားတယ်ယောက်ျားဖြစ်သူကစစ်တဲလိုက်သွားတယ်ပေါ့နော်အိမ်အကြီးမှာဒါအမျိုးသမီးတစ်ယောက်နဲ့ကလေး2ယောက်နဲ့ပဲပုံမှန်အပြင်ဆိုရင်တမချမ်းစာတွေဖတ်နေတဲ့ကလေး2ယောက်နဲ့အမျိုးသမီး1ယောက်ပေါ့နော်ရှိနေတယ်ပြီးတော့လို့ရှိရင်သူတို့အိမ်မှာအိမ်ကူလုပ်ဖို့အတွက်လာတဲ့တစ်ဖွဲ့လူ3ယောက်တစ်ဖွဲ့ရှိတယ်ပေါ့နော်ဇလန်တော့ဒီလူ6ယောက်ထဲနေပဲအဓိကတည်ထားတာပေါ့နော်ဒါပေမဲ့အိဇလန်နဲ့မှာကျွန်တော်စိတ်ဝင်စားဖို့ကောင်းနေတာတွေကဒီအခန်းတွေတခန်းပြီးတခန်းကိုသူတို့ဝင်လိုက်ထွက်လိုက်တိုင်းမှာတော့ပြန်ခက်ခဲရတာတို့အိမ်ရဲ့ပတ်လည်မှာမြူတွေအများနဲ့ဝိုင်းနေတာပေါ့နော်အဲ့အခြေအနေရှိရပြီးတော့ကလေးတွေကနေအောင်တန်မခံနိုင်ဘူးပေါ့နော်နေအောင်နဲ့ပတ်သက်တဲ့ယောဂတစ်ခုရှိနေတယ်ကျွန်တော်ဇလိုင်းတစ်လျှောက်ကတော့ဒီပုံစံပဲကြည့်ရတာပေါ့နော်အကယ်လို့ဒီစကားကိုလုံးဝမကြည့်ရသေးဘူးဆိုရင်ကျွန်တော်ပုံမှန်ပြောနေကြတဲ့အတိုင်းပဲကျွန်တော်တို့ဒီ review ရဲ့ rating လေးပြီးသွားတာ ਨੇ စကားကိုတော့ရှာပြီးတော့ကြည့်လိုက်ပါပြီးတော့မှကျွန်တော်တို့ရဲ့ဇလန်အနှစ်ချုပ်မှာပြန်လာပြီးတော့ဆွေးနွေးလို့ရပါတယ်အဲ့တော့ဒီစကားကတော့ကျွန်တော် story line တွေ plot တွေကတော့7 out of 10ပေးထားတယ် performance ကတော့ကျွန်တော်တော်တော်လေးသဘောကျတဲ့အတွက်9 out of 10ပေးထားတယ်ပေါ့နော် plot ကအရင်ကြီးမထူးခြားနေပေမဲ့လည်းပဲရှင်းပြောရရင်တော့နည်းတော့ surprise ဖြစ်စရာအကြောင်းအရာလေးတွေပါတယ်ပြီးတော့ story line ရလည်းတော်တော်လေး story base ကောင်းတယ်လို့ပြောလို့ရပါတယ် scary rate ကတော့ကျွန်တော်3 out of 10ပဲပေးတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီကအရင်ကြောက်ဖို့မကောင်းပါဘူးတဲကားတကားလို့တော့မထင်ရတဲ့ကားပေါ့နော်ကြည့်လို့လည်းတော်တော်လေးအဆင်ပြေပါတယ်ဒီဇလန်ကအရင် misery မဖြစ်နေတဲ့ကြောင့်ကျွန်တော်အထွေထူးရရှင်းပြစရာလို့မထင်ဘူးစက်သိန်းကြီးကြည့်ရလူတိုင်းလည်းအားလုံးကဇလန်ရဲ့အခြေအနေကိုကုန်သိလိမ့်မယ်ပေါ့နော်အဲ့တော့ဒီဇလန်ကကျွန်တော်အနည်းချုပ်ပြောရင်တော့ဒါသူသမီးကဗီဒီယိုဆိုတဲ့ကောင်လေးကိုမြင်နေတယ်သူကိုယ်တိုင်လည်းခြေတန်းကြီးကြားတယ်အဲ့အခြေအနေကြောင့်သူဖုန်းတော်ကြီးတော့ပြင်းနေချိန်မှာဖုန်းတော်ကြီးပြင်းနေစီကိုမရောက်ဘဲနဲ့သူအမျိုးသားနဲ့တွေ့တယ်တွေ့ရကနေပြီးတော့သူအိမ်ပြန်လာပြစ်တယ်နောက်ရက်မှာပဲသူအမျိုးသားစစ်ထဲပြန်သွားမယ်ဆိုပြီးတော့သွားတယ်သူသမီးတွေသားတွေကလည်းလိုက်ကားတွေအကုန်လုံးဖြုတ်ခံထားတဲ့အတွက်ကြောင့်မနဲ့နိုးလာတဲ့အချိန်မှာဒါကလေးတွေကလည်းကြောက်ထားអော်တယ်ပေါ့နော်ဒါပေမဲ့အဲ့အချိန်မှာတော့ AC ဖြစ်နေကြတော့ဒါအိမ်တော်ထိန်းနေကသူ့ကိုစိတ်အေးထားဖို့ပြောပေမဲ့ကလေးတွေရဲ့အချိန်တွေကြောင့်သူကတော့စိတ်အေးမထားနိုင်ဘူးပေါ့နော်သူကိုယ်တိုင်ပိုက်စိတ်တိုက်လိုက်ရှာနေနေမှာကျွန်တော်တို့ဇက်သိန်းဆိုတဲ့နေရာကိုရောက်သွားတယ်ဇက်သိန်းမှာတော့ဒါဗစ်တာရဲ့အဖေနဲ့အမေကအိမ်မှာနဝင်တဲ့ပုံစံမျိုးပေါ့နော်စက်တမအယုံရှိတဲ့လူကိုခေါ်ပြီးတော့ဒါအိမ်မှာဘာတွေဖြစ်နေလဲဆိုတော့ကိုစုံစမ်းနေတဲ့အချိန်တွေပေါ့နော်အဲ့ဒီအချိန်တွေရသူတို့သိတာတော့ဒါကလေး2ယောက်နဲ့အမေ1ယောက်ရှိနေတယ်ဆိုတော့သူတို့သိတယ်သူတို့သိတာပြီးတော့သူတို့ကကလေးတွေကိုသူတို့မေးမြန်းမှုတော့သူတို့လုပ်နေတာပေါ့နော်အဲ့ကြတော့မှကျွန်တော်တို့အားလုံးသိလိုက်ရတာကကျွန်တော်တို့ကြည့်နေတာဒီတကားလုံးမှာဒါကျွန်တော်တို့ဝိညာဉ်လောကဘက်ကနေမျိုးရိုက်ထားတဲ့ဘက်ကိုကျွန်တော်တို့ကြည့်နေရတာပေါ့နော်အဲ့ကြတော့မှvideo family ကလည်းဆုံးဖြတ်ချက်ကတော့သူတို့ကအိမ်ပြောင်းဖို့ပဲဆုံးဖြတ်လိုက်ကြတယ်အဲ့ချိန်မှာအမျိုးသမီးဖြစ်သူကတည်သွားတာကတော့သူကိုယ်တိုင်ပဲသူကလေး2ယောက်ကိုခေါင်းနဲ့ဖိတက်ခဲ့ပြီးတော့သူကိုယ်သူလည်းပဲတနက်နဲ့ပြပြတက်ခဲ့တယ်ပေါ့နော်အဲ့အချိန်ဒီကိုသူကိုယ်တိုင်တည်သွားတယ်သူကိုယ်တိုင်လက်ခံသွားတယ်လက်ခံသွားပြီးနောက်မှာတော့သူတို့နောက်ထပ်မိသားစုတစုကိုစောင့်ရင်းနဲ့ဇလန်ပြီးသွားတယ်အဲ့တော့ဒီဇလန်ကရှင်းပြောရရင် first time ကြည့်တော့ကျွန်တော်တို့လုံးဝအမှတ်တရဖြစ်စရာ surprise ဖြစ်စရာပေါ့နော်ဒါပေမဲ့ဒုတိယတစ်ချိန်ထက်ကြည့်ဖြစ်တယ်ကျွန်တော်ဘာတွေများလွတ်သွားသေးလဲပေါ့နော်ဇလန်တကယ်ကိုခံစားလို့ကောင်းတယ်ဒါကတော့ဒီလုံးမှာကျွန်တော်တတိယအချိန်ပြောက်ပြန်ကြည့်ဖြစ်လို့ပေါ့နော်ဒီ collection channel လေးကိုကျွန်တော်ထည့်ပေးလိုက်တာအဆုံးထိရွှေ့ပေးလို့ရအောင်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တင်ဆက်နေတဲ့အကြောင်းအရာလေးတွေသဘောကျရဆို like follow subscribe လေးလုပ်ပေးခဲ့လို့ရပါတယ်တကယ်ချင်းတို့ review လုပ်စီခြင်းတဲ့စကားလေးရှိရင် comment box မှာရေးပေးခဲ့လို့ရပါတယ်အားလုံးကျေးဇူးထူးတင်ပါတယ်မင်္ဂလာရှိသောညချမ်းလေးဖြစ်ကြပါစေ